ကောင်လေးကသူမသူ့ကိုပြန်ချစ်လာအောင်အမြဲတမ်းသူမရဲ့စီကန်းကိုတွားပြီးသူမကိုစကားတွားပြောလျက်ရှိတယ်ဒါပေမဲ့သူမကကောင်လေးကိုဘာမှဂရုမစိုက်ပဲထွက်သွားလိုက်တဲ့ချိန်ရီးစားဟောင်းကသူမအသက်ရှင်နေသေးတာကိုတွေးလိုက်၍မကြေမနက်ဖြစ်ပြီးသူမပြန်လာတာနဲ့ပါရိုက်လိုက်၍သူမလေးပါပြန်ရိုက်ပေးလိုက်တယ်ဒါပေမဲ့ရီးစားဟောင်းကသူမကိုရံပဲရှာနေ၍သူမကဘာထက်ရိုက်လိုက်တယ်အဲ့ချိန်မှာကောင်လေးဝင်လာတာနဲ့ကုတိပဲဖြစ်၍ရီးစားဟောင်းကသူမကသူ့ကိုပါရိုက်တယ်ဆိုပြီးတိုင်ပြောနေတယ်သူမကေရကောင်လေးကိုကိုလူကိုထိမ့်ပါဆိုပြီးပြော၍ထွက်သွားလိုက်၍ကောင်လေးလေးသူမရဲ့နောက်လိုက်သွားလိုက်တယ်ပြီးတော့သူမကဆရာဝန်ကိုဆေးလိမ်ပေးနေတဲ့ချိန်ကောင်လေးကတဝင်တိုနေ၍စဝင်ပြန်သွားတာနဲ့ကောင်လေးကသူမကိုဆွဲလိုက်ပြီးအစကနေပြန်စဖို့သူ့ကိုအခွင့်အရေးနောက်တစ်ခေါက်ထပ်ပေးဖို့တောင်းလိုက်၍ဒါပေမဲ့သူမကညှင်းပယ်လိုက်၍ထပ်သွားလိုက်တော့ကောင်လေးကသူမကိုလမ်းဖက်လိုက်တာကြောင့်သူမကစိတ်တူ၍ရင်းနဲ့ပြန်ပတ်လိုက်တယ်အဲ့ဒါကြောင့်ကောင်လေးလေးစိတ်တူ၍ပြန်ထွက်သွားလိုက်ပါတယ်ပြီးတော့ကောင်လေးကအသေးကွဲနေတဲ့ချိန်ရီးစားဟောင်းကရောက်ရှိလာပြီးကောင်လေးကိုအစကနေပြန်စဖို့လာပြောနေ၍ကောင်လေးကရီးစားဟောင်းကိုသူချစ်တာကသူမတစ်ယောက်တည်းပဲရှိတာကြောင့်မင်းနဲ့တော့ဘလို့မှမဖြစ်နိုင်တော့ဘူးဆိုပြီးပြတ်သားစွာပြန်ညှင်းလိုက်တယ်အဲကြောင့်ရီးစားဟောင်းလေးမကြေမနက်နဲ့စိတ်တူတူနဲ့ပြန်ထွက်သွားလိုက်ပါတယ်ဒါပေမဲ့ရီးစားဟောင်းကသူမကိုနည်းနည်းလေးမှမကျေနပ်၍လှုပ်ကြံဖို့ပြန်ကြံစီလိုက်တယ်အဲကြောင့်သူမထိုင်နေတဲ့ချိန်တစ်ခုခုထဲထားတဲ့အရေးကိုသူမကိုတွားပေးခိုင်းလိုက်၍သူမလေးအဲဟာတောက်လိုက်တာနဲ့ကောင်းမှုလာ၍မေးလဲသွား၍ရီးစားဟောင်းကသူမကိုဟိုတီခန်းထဲတွေပို့လိုက်ပြီးနာဘူးကောင်တယောက်နဲ့စားခိုင်းပြီးဗီဒီယိုရိုက်ထားခိုင်းလိုက်တယ်အဲချိန်မှာသူမနိုးလာတာနဲ့ဟိုကောင်ကသူမအပေါ်တက်မလို့လှုပ်တာနဲ့ကောင်လေးကရောက်ရှိလာ၍သူမကိုအမြန်ကယ်လိုက်နိုင်ပြီးဟိုကောင်ရဲ့ဟိုဟာဖျက်ထုတ်ခိုင်းယူကြတယ်အဲ့ချိန်မှာသူမကဆေးကြောက်မခံနိုင်တော့၍ကောင်လေးကိုအကူအညီတောင်းလိုက်၍သူတို့နှစ်ယောက်ကဟိုဟာဖြစ်သွားတယ်နောက်မနေ့ရောက်တော့သူမကမနေ့ညကကိစ္စကိုပြန်တရိယာ၍ပြန်သွားမလို့လှုပ်တာနဲ့ကောင်လေးကသူမကိုလုံးခဲ့တဲ့နှစ်တွေမှာသူမအပေါ်မှာအမှားအများကြီးလုပ်ခဲ့မိတာကိုတောင်းပန်၍သူချစ်တာလေးသူမတယောက်တည်းဟုတ်တာကြောင့်သူမကိုလက်ထပ်ယူဖို့ပြောလိုက်တယ်အဲကြောင့်သူမလေးစဉ်းစားကြည့်မဲ့ဆိုပြီးပြန်သွားလိုက်ပါတယ်ရီးစားဟောင်းကတော့ဒီတစ်ခါလှုပ်ကြံတာလေးမအောင်မြင်ခဲ့ဘူးဆိုတာကြားရ၍စိတ်တူပြီးသူမကိုနောက်တစ်ခေါက်ပြန်လှုပ်ကြံဖို့ကြံစည်လိုက်တယ်အဲကြောင့်လူတယောက်ကိုငှားပြီးကောင်လေးရဲ့လက်ထောက်ကိုကောင်လေးကသူမနဲ့လက်ထောက်ကိုနေရာတနေရာကိုလာဖို့ခိုင်းလိုက်တယ်ဆိုပြီးဖုန်းဆက်ခိုင်းလိုက်၍လက်ထောက်လေးကောင်လေးခိုင်းတာထင်ပြီးသူမကိုတွားခေါ်ပြီးသူတို့ပြောတဲ့နေရာကိုခေါ်သွားလိုက်တယ်ပြီးတော့လက်ထောက်နဲ့သူမကအဲ့နေရာကိုရောက်တာနဲ့နောက်ကနေသူများရိုက်တာခံရ၍မေးလဲသွားကြတယ်အဲ့ချိန်မှာကောင်လေးကလက်ထောက်တယောက်စီကနေသူမကိုလာခေါ်သွားပြီးဆိုတာကြားရ၍ဖုန်းဆက်ကြည့်နေတယ်အဲ့ချိန်မှာသူမကိုတွေ့ချင်ရင်ဒီနေရာကိုလာခဲ့ပါဆိုပြီးစာဝင်လာ၍ကောင်လေးကမကောင်းတော့ဘူးဆိုပြီးအရန်စိတ်ပူစွာနဲ့ပြေးသွားလိုက်တယ်ရီးစားဟောင်းကတော့သူမနိုးလာတာနဲ့စားရွေးနှိပ်စက်ပြီးသူမကိုထပ်မလို့လှုပ်တာနဲ့ကောင်လေးကရောက်ရှိလာ၍ရက်ခိုင်းလိုက်ရတယ်အဲ့ချိန်မှာရီးစားဟောင်းကအခြေရိုးရိုးနေ၍ကောင်လေးကသူ့ကိုလာထက်လက်ယူတာထင်နေတယ်ပြီးတော့ကောင်လေးကသူမကိုလာခဲ့တာတိတော့မှရီးစားဟောင်းကသူမကိုတစားခံလှုပ်လိုက်တယ်အဲ့ချိန်မှာကောင်လေးကရီးစားရဲ့ဓာကိုလူယူဖို့ရီးစားဟောင်းကိုချစ်ဟန်ဆောင်ပြီးမင်းကိုလက်ထပ်ယူပါမယ်ဆိုပြီးလိမ်၍ဓာကိုအောက်ချခိုင်းပြီးသူမကိုပြေးဖို့အချက်ပြလိုက်တာနဲ့ရီးစားဟောင်းကတွေ့သွား၍သူမကိုလိုက်ထပ်တင်လာတယ်အဲ့ချိန်မှာကောင်လေးကကယ်ပေးလိုက်၍ကောင်လေးကဓာထိသွားပါတယ်ပြီးတော့ရီးစားဟောင်းကလူထက်မှုနဲ့ထောင်ကျသွားမှစိုးရိမ်၍အားလုံးအတူတူသေးဖို့ပုံနှိပ်လိုက်၍ကောင်လေးကသူမကိုပြန်ကယ်လိုက်ပြီးပောက်ကွဲသွားတာနဲ့ကယ်ဆယ်ရေးတွေလေးအချိန်မီရောက်လာခဲ့ပါတယ်သူမကတော့မေ့လဲသွားတယ်တလကြာပြီးနောက်သူမကအခုမှသူလေးကောင်လေးကိုချစ်မိနေပြီဆိုတာသိရ၍ကောင်လေးကိုလွမ်းနေတဲ့အဲကြောင့်အရင်တုန်းကသူတို့နှစ်ယောက်ရဲ့နေရာဟောင်းကိုပြန်သွားတော့ကောင်လေးကိုတွေ့လိုက်တယ်ဒါပေမဲ့သူမျက်စိလဲသွားတာပဲထင်၍လှည့်ထွက်သွားမလို့လှုပ်တာနဲ့ကောင်လေးကနောက်ကနေဖက်လိုက်မှသူမကတကယ်ပဲကောင်လေးဟုတ်နေတာကိုပြန်တွေ့ရလိုက်လို့အရန်ပျော်သွားပါတယ်ပြီးတော့နောက်ဆုံးတော့သူတို့နှစ်ယောက်ကတယောက်နဲ့တယောက်အရန်ချစ်ပြီးညားသွားကြပါတယ်ကဲဇလန်ကတော့ပြီးဆုံးသွားပါပြီ